ညီးကြည့်မယ်ကောင်းမဲ့ပုံလေးအဆိုင်သမားလေးရဲ့ဒီနေ့ညစာလေးကတော့မြူဆွမ်းစီချက်လေးပါကိုက ညာ ဘာလုပ်နေတာလဲ ဒီမှာချစ်လေးအတွက်ညနေစာလေးမြူဆွမ်းစီချက်ခေါက်ဆွဲလေးလုပ်ပြီးဒီမှာဒီမြူဆွမ်းလေး အဲ့လိုမျိုးအလိုက်သိမယ်ထင်လားဘေးကနေအကုန်လုံးဘာထဲပြောရတာဟောစပြောပါပြီခောက်ဆွဲလေးကိုရေးစစ်ပြီးတော့ရင်နှမ်းစီလေးတစ်ပေါက်ထည့်ပြီးတော့အပူပေးပဲငပြားရီတို့ခယူစီတို့အစိမ့်မစားချင်လို့ပေါ့နော်ကြက်အောင်ချက်လိုက်တာပါပြီးရင်ပဲငပြားရီအကျဲထဲခယူစီထဲရေလေးနည်းလေးထဲပြီးရင်မီးပိတ်ပြီးတော့တားမုတ်စားတကြားတို့ကိုထည့်ပြီးတော့မှွေလိုက်ပါကဲပြီးတော့ရင်တော့ခုနစစ်ထားတဲ့ခောက်ဆွဲလေးကိုဖွားလေးနေပေးပါမြူဆန်မှုလို့ဖွားလေးနေနော်ကဲခုဆိုရင်တော့ရုပ်ချောလေးနဲ့တုတ်ကျူတဲ့ကျမယောက်ျားရဲ့လက်ရလေးကိုအရသာရှိလေးသုံးဆောင်มาတော့မယ်ရှင်ခောက်ဆွဲလေးရှယ်ပဲမြည်ကြည့်မယ်ကောင်းမဲ့ပုံလေးကောင်းကြောက်ခင်းညိုနေနော်ကြောက်ခင်းညိုနေနော်ကျေးဇူးပါကြတော့ကြကြရဲ့ညစာစီတိုဘူးနဲ့နက်ကကျန်တဲ့ငါ6000နဲ့ပေါ့နော်